အားလုံးပဲမင်္ဂလာပါခင်ဗျာဒါဆိုတော့ကျွန်တော်တို့အရင်ဗီဒီယိုတိဆိုရင်တော့ကျွန်တော်တို့ database မှာရှိတဲ့ database design stage တွေ database ရဲ့ levels တွေအကြောင်းကိုကျွန်တော်တို့ discuss လုပ်ပြီးဆိုတော့ဒီဗီဒီယိုမှာဆိုရင်ကျွန်တော်တို့ database models တွေ data models တွေပေါ့နော် database models တော့ဖြစ်နေ data models တွေအကြောင်းကိုဆက်လက်ပြီးတော့ discuss လုပ်မယ်ဒါဆိုတော့ data models ရဲ့ကိစ္စကဘယ်ကနေစတယ်လဲဆိုတော့logical design phase ပေါ့နော် logical design ဆွဲတဲ့အချိန်မှာ logical design ကိုဘာကိုသုံးပြီးတော့ဆွဲတယ်လဲဆိုတော့data models တွေကိုသုံးပြီးတော့ဆွဲတယ်ပေါ့နော်ဒါဆိုတော့ data models တွေကကိုသုံးမဲ့ database DBMS system ပေါ်လဲမူတည်တယ်ပြီးကြရင်ကိုလိုချင်တဲ့ data ပေါ်လဲမူတည်တယ်ပေါ့နော်ကိုယ့်ရဲ့ data အမျိုးအစားပေါ်မူတည်ပြီး database architecture ပေါ်မူတည်ပြီးတော့ကျွန်တော် data models တွေအမျိုးမျိုးရှိတယ်ပေါ့နော်ဒီထဲမှာတော့တချို့သော examples တွေကိုဒီထဲမှာဖော်ပြထားမယ်ဒါအပြင်ကမှဒီ data models တွေအပြင်ကမှတခြားသော data models တွေလည်းအများကြီးရှိသေးတယ် internet ပေါ်မှာသွားပြီးတော့ကျွန်တော် explore လုပ်လို့ရတယ်ပေါ့နော်အခုနောက်ပိုင်းဆိုပို့ပြီးတော့ data models တွေထပ်ပြီးတော့အများကြီးပေါ်လာတာရှိသေးတယ်ပေါ့နော်ဒါဆိုတော့ဒီထဲမှာ data models တွေအကြောင်း describe လုပ်မယ်ဆိုတော့database data model ဆိုတာဘာလဲဆိုတာကိုဆက်ပြီးပြောမယ်ပေါ့ဒါဆိုရင် a conceptual framework that defines how data is structured organized and manipulated within the database ဒါဆိုတော့သူကဘယ်လိုပြောမလဲdata model ဆိုတာသူကသဘောတရားတစ်ခုပဲဟုတ်တယ်တကယ်တမ်းဒါဆိုတော့သူကဥပမာ database ကို design လုပ်တဲ့အချိန်မှာ design လုပ်ရလွယ်ကူအောင်လို့ framework လေးတစ်ခုချပေးတယ်လို့မျိုးပဲသူကဒါဆိုရင်အဲ့ဒီ framework ကိုသုံးပြီးတော့ကြာမှာ data ကိုဘယ်လိုမျိုးသိမ်းမလဲဘယ်လိုမျိုး organize လုပ်မလဲပြီးကြရင်အဲ့ data ကနေဥပမာ database ထဲမှာ data သိမ်းတာဆိုရင်အဲ့ database ကနေ data ကိုထုတ်ရလွယ်အောင်ဘယ်လိုမျိုးသိမ်းမလဲဆိုတာကိုမှသူက design ဆွဲတာအဲ့ဒါ database model ကိုသုံးပြီးတော့ design ဆွဲမှာ design ဆွဲဖို့အတွက်ကိုမှဘာလို့တာလဲဆိုတော့ framework လေးတစ်ခုချပေးတာအဲ့ဒါ data models လို့ခေါ်တယ်ဆိုရင် database ကို design လုပ်ဖို့design လွယ်ကူပြောလိုက်မယ်ဆိုရင် database ကို design လုပ်ဖို့အတွက်ကိုမှလွယ်ကူအောင်လို့ framework လေးချပေးလိုက်တဲ့ framework ကို data models လို့ခေါ်တယ်ဒါဆိုတော့ပြီးကြရင် section လိုက်ပို့ပြီးရှင်းသွားလိမ့်မယ်ပေါ့နော် represent data elements their relationships and their constraints ဒါဆိုရင် database ထဲမှာဘယ်လို data elements တွေပါမလဲပြီးကြရင် data တစ်ခုနဲ့တစ်ခု data entity တွေတစ်ခုနဲ့တစ်ခုဘယ်လိုမျိုးချိတ်ဆက်မှုတွေရှိနေမလဲဆိုတာကိုဆက်ပြီးတော့ကြာတော့မှသူကဘာလို့မလဲဆိုတော့ define လုပ်ပြီးမှဒီထဲမှာပြီးကြရင် constraints တွေပေါ့နော် rules တွေပေါ့ database မှာဘယ်လို rules တွေရှိမလဲပေါ့နော်ဘယ် attributes တွေကတော့ null ဖြစ်လို့မရဘူးပေါ့နော်ဒီဘယ် attributes တွေကတော့ quality ဖြစ်နေလို့မရဘူးဘယ် attributes တွေဆိုရင်ဥပမာထပ်နေလို့မရဘူးဥပမာ case ဆိုuser ရဲ့ data ကိုသိမ်းမယ်ဆိုရင် email ဆိုတဲ့ attribute ကတူနေလို့မရဘူးနော် email ဆိုတာဘယ်တော့မှတူတာဆိုတာမရှိဘူး email ဆိုတာတူလို့မရဘူးဖုန်းနံပါတ်ဆိုတာတူလို့မရဘူးအဲဒါဆိုဒီလိုမျိုးတူလို့မရတာတွေကိုဒါတူလို့မရဘူး unique ဖြစ်နေရမယ်ဆိုတာဒါ rule လေးတစ်ခုအဲ့လို rules တွေအကုန်လုံးကို data models ထဲမှာအကုန် define လုပ်လို့ရတယ်ပေါ့ဒါဆိုတော့ serve as blueprint for designing databases ဒါဆိုတော့ခုနကငါပြောသလိုမျိုးပဲ database ကို design လုပ်ဖို့အတွက် framework တစ်ခု blueprint တစ်ခုလိုမျိုးပဲ data model ဆိုတာကဒါဆိုရင်ဒီ blueprint အတိုင်းပဲ database ကို design လုပ်မယ် database ကို design လုပ်မယ်ဘာ design လုပ်မှာလဲ logical design ကိုဆွဲမှာဒါဆိုတော့ database data model ကို data model မှာဆိုရင်အများကြီးရှိတယ်ပေါ့နော် legacy data model ရှိတယ် legacy ဆိုတာဟိုးအရင်တော့ကွန်ပျူတာစပေါ်ကတည်းကဟာတွေပေါ့ဒါဒီ legacy data model ရှိတယ် relational data model ရှိတယ်ပေါ့နော် relational data model ကဒီ course မှာသင်မှာ relational data model ကိုသင်မှာပေါ့နော်ပြီးကျရင် object oriented data model ရှိတယ်ပြီးတော့ entity relationship model ရှိတယ်ဒါဆိုတော့ entity relationship model ဆိုတာကဒီ relational data model ကိုမှ relational data model က relation တစ်ခုဆိုတာဒီ table တစ်ခုစာအတွက်ကိုကသူက relational data model ကိုသုံးတယ်အဲ့ဒီ table တစ်ခုနဲ့တစ်ခုချိတ်ဆက်ထားတဲ့ database တစ်ခုလုံးစာအတွက်ကိုကြတော့ entity relationship model ကိုသုံးတယ်ဒါဆိုတော့ဒီ course တစ်ခုလုံးမှာသင်မှာဒီ playlist တစ်ခုလုံးမှာပါမှာဒီ relational data model နဲ့ entity relationship model နှစ်ခုကိုပေါင်းပြီးတော့သင်မှာဖြစ်တယ်ပေါ့နော်ပြီးတော့ NoSQL data models ပေါ့ NoSQL data models တွေဒီ document base တွေရှိတယ်ပေါ့နော် key value pair database တွေရှိတယ်ပေါ့နော်ဒါအခုနောက်ပိုင်းအရင်သုံးလာရပေါ့ဒါဆိုရင်ဒီ database အခုနောက်ပိုင်းမှာအရင်ကတည်းကသုံးနေတာရှိပါတယ်တကယ်တော့ဒါဆိုတော့ NoSQL database models တွေကိုလည်းဒီ video မှာဆက်လက်ပြီး discuss လုပ်မှာပေါ့ဒါဆိုတော့okay legacy data models ဒါဆိုရင် legacy data models မှာဒီမှာ two example ပဲပြောထားရပါတော့ legacy data model ဟိုအရင်တော့သုံးခဲ့တဲ့ဟာပဲပေါ့ဒါဆိုရင် database system က develop လုပ်လို့မပြီးသေးဘူး database ရဲ့ concept တွေကလည်းတအားကြီးမတွင်ကျယ်သေးဘူးအဲ့ချိန်တုန်းကသုံးခဲ့တဲ့ဒီ data models တွေပေါ့နော် hierarchical data model ကကြတော့ organizes data in a tree like structure ဆိုရင် tree လိုမျိုး structure တစ်ခုနဲ့တွားသိမ်းပေးတယ်ပေါ့နော် parent ရှိမယ်ဒါဆိုရင် shoe ဆိုတဲ့ parent ရှိတယ် shoe မှာဆိုရင်လည်း woman shoe man shoe ဆိုပြီးတော့မှကွဲသွားတယ် woman shoe မှာဆိုရင်လည်း high heel ရှိတယ်နော် belly ရှိတယ် man shoes မှာဆိုရင်လည်း sport shoes ရှိတယ် sneaker ရှိတယ်ဒါတွေအကုန်လုံးမှာတော့ခွဲသွားတယ်ပေါ့ဒါဆိုရင်ဒီမျိုး tree structure ပုံစံမျိုးနဲ့သွားတာဒါ hierarchical model ပေါ့နော်ဒါဆိုရင်ဒီမျိုး hierarchical model နဲ့data ကိုသိမ်းမယ်ဒါဆိုရင် data တစ်ခုရောက်လာဆိုရင်အဲ့ data က shoe ဆိုရင် woman shoe လား man shoe လားခွဲပြီးတာနဲ့ woman shoe ဆိုရင် high heels လား high heels ဆိုရင် high heels ထဲမှာသွားပြီးတော့သွားသိမ်းလိုက်မယ်အဲ့မျိုးပုံစံမျိုးသွားသိမ်းတယ်ပေါ့ data
ဒါဆိုတော့သူ့မှာ limitations တွေအများကြီးရှိတယ်ပေါ့နော် data တွေအများကြီးကိုသိမ်းဖို့အတွက်ဆိုရင် data တစ်ခုချင်းစီအတွက်ကိုမှသူရဲ့ types တွေခွဲနေရတယ်ပြီးကြရင် complexity လည်းအရင်ကြတယ် space complexity လည်းအရင်များတယ်ပေါ့နော်ဒါကလည်းမရှိရပါဘူး each record has a single parent and can have multiple children ဒါဆိုရင် parent တစ်ခုမှဆိုရင် children နဲ့အများကြီးသူကသူကွဲသွားတယ်ပေါ့နော်ဒါပေမဲ့ child တစ်ခုမှဆိုရင် parent နဲ့အများကြီးမရှိဘူး hierarchical data model မှာကျတော့ဥပမာ high heel ဆိုရင်အဲ့ဒါက woman shoe ပဲဖြစ်ရမယ် man shoes မဖြစ်နိုင်ဘူးအဲ့ဒါကိုမှထပ်ပြီးသွားလိုက်မယ်ဆိုရင်ဒီ hierarchical model ကိုထပ်ပြီးရှေ့ဆက်လိုက်မယ်ဆိုရင် network model ရောက်တယ် network data model ကကြာ similar to hierarchical model သူနဲ့ဆင်တူတယ်ဒါပေမဲ့ဘာပဲကွာလဲဆိုတော့ကြာတော့သူ့မှာကြာ child တစ်ခုမှ parent နဲ့အများကြီးရှိလို့မရဘူးသူ့မှာကြာရှိလို့ရတယ်နော်ဒါဆိုဒီမှာဆိုရင် agent ရှိတယ် agent မှာဆိုရင်client ရှိတယ် entertainer ရှိတယ်ဆိုရင် client လည်းဖြစ်နိုင်တယ် entertainer လည်းဖြစ်နိုင်တယ်client မှာဆိုရင်လည်းသူမှာဒီ client တယောက်က payment လည်းဖြစ်နိုင်တယ် engagement လည်းဖြစ်နိုင်တယ်ဒါဆိုရင်ဒီ engagement ရဲ့ parent က client လည်းဖြစ်နိုင်တယ် entertainer လည်းဖြစ်နိုင်တယ်နော်ဒါဆိုရင် entertainer က engagement လည်းဖြစ်နိုင်တယ် musical style လည်းဖြစ်နိုင်တယ်ဒါဆိုရင်ဒါဒီအကြောင်းတအားကြီးသိကြမလို့ဒါ data ရဲ့ဘယ်လိုပြောမလဲသူဆွဲနေတဲ့ data models အကြောင်းကိုသိကြမလို့နော်အဓိကဘာဖြစ်လဲဆိုတော့ကျတော့ဒီ data model ရဲ့သဘောတရား framework ကဘာပြောတင်တာလဲဆိုတော့ကြတော့ parent ရှိမယ် parent တစ်ခုမှာ child တွေအများကြီးရှိနိုင်တယ်လို့မျိုး child တစ်ခုမှာဆိုရင်လည်း parent တွေအများကြီးရှိနိုင်တယ်ဒါက network data model ပေါ့နော်သူ့ထက်နည်းနည်းလေး evolve ဖြစ်တယ်ပို့ပြီးတော့ flexible ဖြစ်တယ်သူ့ထက်ဆိုင်နော်ဒါပေမဲ့သူ့မှာလည်း limitations အတိုင်းပဲ data တစ်ခုချင်းစီအတော်မှာ network တွေတစ်ခုကြီးဆွဲနေရတယ်ပေါ့နော်အမျိုးဆွဲနေရကြတော့ဘယ်လိုပြောမလဲဆွဲနေရတယ် space complexity များတယ် time complexity များတယ် data တစ်ခုအသစ်ထည့်မယ်ဆိုရင်လည်းသူ့မှာcomplications ပေါ့နော် complication ဆိုတာသူရဲ့ခက်ခဲမှုတွေအများများတယ်ပေါ့နော်ဒါကြောင့်မလို့ဒါဟိုးအရင်တော့သုံးခဲ့တဲ့ဟာတွေပေါ့ဒါဆိုရင်အခုနောက်ပိုင်းဒါတွေကိုမသုံးတော့ဘူး as far as I'm concerned ပေါ့သုံးလို့မရှိဘူးပေါ့နော်ဒါဆိုတော့ relational data model ကိုရောက်သွားပြီဒါဆိုရင် relational data model ကကြတော့ data ကိုမှ table တွေနဲ့ design လုပ်တယ်ဒါက most common approach အများဆုံးအသုံးပြုတဲ့ approach တစ်ခုဟုတ်တယ် relational data model ပေါ့နော်ဥပမာ data analysis ဘက်မှာဆိုရင်လည်းအကယ်၍ Python မှာ pandas သုံးပေါ့နော်R language ကိုပဲသုံးပေါ့နော်အဲ့ဒါတွေအကုန်လုံးကဘာကိုပဲသုံးလဲဆိုတော့ relational data model ကိုသုံးတာဖြစ်တယ်ပေါ့နော်ဒါဆိုရင်ဒီမှာဆိုရင်လည်း MySQL MySQL PostgreSQL SQL တွေအကုန်လုံးဒီလေ relational data model ကိုပဲသုံးတာဖြစ်တယ်ဒါဆိုရင် relational data model ကကြတော့ relational database တစ်ခုမှာ table တစ်ခုမှာ relational database တစ်ခုရဲ့ table တစ်ခုမှာဘယ်လို row တွေပါမလဲเนาะဘယ်လို row တွေပါမလဲပြီးကြရင်ဘယ်လိုမျိုး column တွေပါမလဲပြီးကြရင်ဘယ် column ကဘာအမျိုးအစားဖြစ်တယ်လဲဆိုတာတွေအကုန်လုံးကိုမှသူကသိမ်းတာ relational data model နဲ့သိမ်းတာပေါ့နော်ဒါဆိုရင် each table is an entity ဒါဆိုရင် table တစ်ခုချင်းစီက entity တစ်ခုဖြစ်တယ်ဒါဆိုရင် table တစ်ခုကို entity လို့သတ်မှတ်တယ်ဒါဆိုတော့ entity ဆိုတာက object တစ်ခု object ဆိုတာဥပမာကဲဆိုပါစို့ဥပမာလူသားဆိုတာဆိုလူဆိုတာဒီလဲ entity တစ်ခုဒါဆိုရင်လူဆိုတဲ့အဲ့ဒီ entity တစ်ခုမှာဘာရှိနိုင်တယ်လဲဆိုတော့အများကြီးရှိနိုင်တယ်လူဆိုရင်ဥပမာမောင်ဖြစ်နိုင်တယ်အောင်ဖြစ်နိုင်တယ်ကြော်ဖြစ်နိုင်တယ်ဇော်ဖြစ်နိုင်တယ်ဒါတွေအကုန်လုံးဒီ entity တွေဖြစ်တယ်ဒါဆိုရင် table တစ်ခုချင်းစီက entity ကို represent လုပ်တယ်နော်ဒါဆိုရင်အဲ့ဒီ entity ထဲမှာ tuples တွေရှိမယ် attributes တွေရှိမယ်ဒါဆိုရင်ဒါတစ်ခုလုံးဒီ entity တစ်ခုနော်ဒါဆိုရင်ဒီမှာဆိုရင် course ဆိုတဲ့ entity course ဆိုတဲ့ entity တစ်ခုရှိတယ်အဲ့ဒီ course ဆိုတဲ့ entity ထဲမှာ tuples တွေရှိတယ် tuples တွေ row တွေအများကြီးရှိတယ် row တစ်ခုချင်းစီကကြတော့အဲ့ဒီ entity ရဲ့အမျိုးအစားတစ်ခုချင်းစီကိုသူက represent လုပ်တယ်ပေါ့နော်အမျိုးအစားထက်entity ရဲ့ instance လို့ခေါ်တယ်ပေါ့နော် object oriented programming သင်ဖူးတဲ့လူဆိုရင်ဒီ W နဲ့ entity တစ်ခုဆိုတာ it's like let's say class တစ်ခုလိုမျိုးပဲဒါတစ်ခုလုံးက class တစ်ခုနော်ဒါဆိုရင်အဲ့ဒီ class ထဲမှာဒါ instance တစ်ခုစီ data science ဆိုတာ instance တစ်ခု full stack ဆိုတာ instance တစ်ခု software development ဆိုတာ instance တစ်ခုနော် object တစ်ခုပေါ့ဒါ object တစ်ခုစီအမျိုးပုံစံမျိုးနဲ့မှတ်လို့ရတယ်ပေါ့နော်ကဲ OOP မသိထားဘူးဆိုရင်လည်းကဲထားပါပြဿနာမရှိဘူးသူတာမန်အတိုင်းသွားလို့ရတယ်ပေါ့ဒါဆိုရင် course duration ဒါဆိုရင်ဒီမှာဆိုရင် attributes တွေ column တစ်ခုချင်းစီကို attributes လို့ခေါ်တယ် relational data model မှာဒါဆိုရင် column တစ်ခုချင်းစီက attributes တွေ duration ဆိုတာ attribute တစ်ခု type ဆိုတာ attribute တစ်ခု cost ဆိုတဲ့ဒီ attribute နာမည်ကကြပါ attribute ကသူ့ရဲ့ data type ကပါလဲဆိုတော့ကြတော့ character တွေကိုပဲသူကသိမ်းထားတယ် string ပေါ့နော်ဒါ programming language ဘောတရားနဲ့ပြောမှာဆိုရင် string data type ဖြစ်တယ်ဒီ duration ကကြတော့ case ဆို integer နဲ့သိမ်းမှာပေါ့နော်5 6 4ဆိုပဲကြတော့မှာinteger နဲ့သိမ်းမယ်ပေါ့ဒီ type ကလည်းဘာဖြစ်မလဲဆိုတော့cohort base လား 1/1 လားဆိုတာကိုလည်းဒီထဲမှာသူကသိမ်းမယ်ပေါ့ဒါဆိုရင်ဒီလိုမျိုးပုံစံမျိုးနဲ့သိမ်းမယ်ဒါဆိုရင် relational data model က table တွေနဲ့ data ကိုသိမ်းတယ်နော် table တွေနဲ့ data ကိုသိမ်းတယ် table တစ်ခုလုံးက entity လို့ခေါ်တယ်ပြီးတော့ကျတော့မှတစ်ခုချင်း row တစ်ခုချင်းစီကို tuple လို့ခေါ်တယ် relational model မှာပြီးတော့ column တစ်ခုချင်းစီကိုကျ attribute လို့ခေါ်တယ်နော်ပြီးတော့ primary key ဆိုတာဘာလဲဆိုတော့ကျတော့ unique identifier ဒါဆိုရင် unique identifier ဆိုတာဒီprimary key ကြောင့်နောက်ချက်တော့မှာဆက်ပြောမယ် unique identifying ဘက်မဟုတ်ဘူး primary key မှာတခြား property တွေရှိသေးတယ်ဆိုတော့ဒါကြီးကိုတအားကြီးပြောနေကြတော့မှာပေါ့နော်ဒါဆိုတော့နောက် chapter တစ်ခုမှာဒီ primary key တွေ
အကြောင်းကိုဒီ relational data model ကိုနောက် chapter တစ်ခုမှတတ်ထက်တင်မှာဒါကိုအရင်ခွဲတင်မှာပေါ့နော်ဒါဆိုတော့လောလောဆယ်တော့ဒီလောက်လေးသိထားရင်လုံလောက်တယ်နောက် chapter မှာတော့အကျယ်တဝင်းပြန်ပြီးရှင်းမယ်ပေါ့ဒါဆိုတော့နောက်တစ်ခုတော့မယ် object oriented data model object oriented data model ကိုဘာနဲ့ represent လုပ်တယ်လဲဆိုတော့ class diagrams နဲ့ represent လုပ်တယ်ပေါ့နော်ဒါဆိုရင် class diagram နဲ့ represent လုပ်တယ်ဆိုတာကြတော့ integrate OOP principles to store data ဒါဆိုရင် OOP principles တွေကိုသုံးပြီးတော့သူက data ကို store လုပ်မယ် object oriented data models ပေါ့နော်ဒါဆိုတော့ဒါကဥပမာကဲဆိုတော့ Java တို့ Spring တို့နဲ့ data ကို develop လုပ်မယ် data ကဲဆိုတော့ application တစ်ခုစောင့်မယ်ဆိုရင်သူကprogram တစ်ခုမရေးခင်တိုင်းမှာဒီဟာသူက class diagram logo လို့တယ် traditionally စောင့်မယ်ဆိုရင်အဲ့ဒါမှပို့ပြီးတော့ data ကတိကျမယ် develop လုပ်တာပို့ပြီးတော့မှန်ကန်မှုရှိမှာပေါ့နော်ဒါဆိုရင် class diagram logo လို့တာအဲ့ဒါဆိုတော့ तू object oriented programming ဖြစ်လို့ object oriented language ဖြစ်လို့ဒါဆိုတော့ object oriented OOP concept မှာဖြစ်တယ်လဲဆိုတာကြတော့ तू က class တွေအကုန်လုံးကိုတစ်ခါတည်းခွဲလိုက်တယ်တစ်ခါတည်း तू က shape တွေခွဲပြီးတော့ကြာမှာအဲ့ class တစ်ခုချင်းစီမှာဘယ်လို attributes တွေပါမလဲဘယ်လိုမျိုးmethods တွေပါမလဲပေါ့နော် function တော့မခေါ်ဘူးဘယ်လို methods တွေပါမလဲဘယ်ဟာတွေက private method တွေဖြစ်မယ်ဘယ်ဟာတွေကတော့ public method တွေဖြစ်မယ်ဘာတွေကတော့ interface တွေဖြစ်ပြီးတော့ဘာတွေကတော့ abstract class တွေဖြစ်တယ်ဘယ်ဟာတွေကတော့ abstract class တွေဖြစ်တယ်ဘယ်ဟာတွေကတော့ကဲဆိုပါစို့ကဲဆိုပါစို့ဘယ်နေရာမှာတော့ polymorphism သုံးထားတယ်ဆိုတာတွေအကုန်လုံးပေါ့နော်ဒါတွေအကုန်ကဲဆိုပါစို့ method overriding method overloading ဘယ်နေရာမှာသုံးထားလဲဆိုတာအကုန်လုံးကိုဒီ diagram တစ်ခုကြည့်ုံနဲ့ object oriented data model တစ်ခုလုံးနဲ့ဘာလို့လဲရလဲဆိုတော့ကြတော့ तू က object oriented programming နဲ့ကိုရေးမှာဆိုရင် OOPD object oriented data model ကိုကြည့်လိုက်အောင်လည်းအကုန်လုံးသိနိုင်တယ်ပေါ့နော်ဒါဆိုရင်ဒီလိုမျိုးပုံစံမျိုးနဲ့လုပ်လို့ရှိတယ်အခုလည်းအရင်သုံးတဲ့ object oriented data model အရင်ရေးကြည့်တယ် software engineering ကိုဆက်သွားမယ်ဆိုရင်ဒီဟာကိုအကျယ်တဝန်းပြန်ပြီးရှင်းရတယ်ပေါ့နော်ဒီ class diagram ဒီ object oriented data model လောက်ခေါ်တဲ့ class diagram ကိုဆွဲပြီးပြီဆိုတော့မှသူရဲ့နောက်ဆက်မှာလာတဲ့ diagram တွေရှိသေးတယ် data flow တွေရှိတယ်ပေါ့နော်ပြီးကြရင် data flow diagram တွေရှိတယ်ဟုတ်တယ်အဲ့ဒါမှ data flow diagram မှာ level တွေအများကြီးကွဲသေးတယ်ပေါ့နော်ပြီးတော့ကြတော့မှcomponent diagram ရှိတယ်ဒါတွေအကုန်လုံးကိုမှဆက်ပြီးတော့ကြာလုပ်ရတယ်ပေါ့ဒါဆိုရင်ဒါ base တစ်ခုဟုတ်တယ် class diagram ရှိမှအဲ့ဒါတွေအကုန်လုံးလုပ်လို့ရမှာဖြစ်တယ်ဆိုတော့ class diagrams ကအရေးကြီးတယ်ဒါကို class diagram လို့ခေါ်တယ်ပေါ့နော် software development မှာဆိုရင်တော့ software development ဘက်မှာဆိုရင်ဒီလိုမျိုး data model တစ်ခုရှိတယ်နောက်တစ်ခုက entity relationship model entity relationship model ကတကယ်တော့ဘာပဲဆိုတော့ relational data model ကိုမှ relational data model က relation တစ်ခုဆိုတာဒီ table တစ်ခုကိုသူကပြောတာပေါ့နော် each table is an entity ခုနကငါပြောခဲ့တဲ့ table တစ်ခုလုံးက entity လို့ခေါ်တယ် entity လို့မခေါ်ဘဲနဲ့ relation လို့ခေါ်လို့ရပါတော့ relational data model မှာ relation လို့ခေါ်တာပါဒါဆိုရင်ဒီ table တစ်ခုလုံးက relation တစ်ခု relation ဒါပေမဲ့ relation နဲ့အများကြီးကိုမှဘာလို့လဲဆိုတော့ကြာတော့ represent မလုပ်နိုင်ဘူး relational data model တစ်ခုတည်းက तू က table တစ်ခုကိုပဲ तू က represent လုပ်ပြီးပါ relational data model မှာ okay နော်ဒါဆိုတော့ table တွေအများကြီးကိုပြချင်တယ်ဆိုရင် ER model နဲ့ပြလိုက်ရတယ်ဒါဆိုရင် entity relationship model ER model နဲ့ပြလို့ရတယ် a conceptual framework used to represent data and its relationships in a database ဒါဆိုရင်data နဲ့သူ့ရဲ့ relationship ကိုပြဖို့အတွက်ပြတဲ့ framework တစ်ခုဖြစ်တယ်ပေါ့နော် used in initial design phase of relational database မှာခုနက relational model တစ်ခု relational model တစ်ခုချင်းစီကိုမှဘယ်လိုချိတ်ဆက်မှုရှိတယ်လဲဆိုတာကို तू ကပြဖို့အတွက်ကိုမှ relational data ဒီ ER model ကိုဆွဲတယ်အဲ့ဒီ ER model ကိုချဲ့ပြီးတော့ကြာတော့မှ relation တစ်ခုစီအတွက်ကိုမှ relational data model ကိုထပ်ပြီးတော့ဆွဲတာ relational data model thank you ရောက်သွားပြီတခါလေ sorry ဒါဆိုတော့ relational entity relationship model မှာဆိုရင် entity table တစ်ခုချင်းစီက entity တစ်ခုစီ table တစ်ခုချင်းစီက entity တစ်ခုစီဒါဆိုရင် employee ဆိုတာလည်း entity တစ်ခုပဲကဲဆိုပါစို့ကဲဆိုပါစို့ဥပမာကဲဆိုပါစို့ shopping mall အတွက်တစ်ခုရေးနေ database တစ်ခုစောင့်နေရဆိုရင် shopping mall မှာဆိုရင် product ဆိုတဲ့ဟာရှိတယ်ဒါဆိုရင် product ဆိုတာဒီလေ entity တစ်ခုအဲ့ product မှာ product အမျိုးအစားတွေအများကြီးကွဲမယ်ဟုတ်တယ်နော်လားဒါဆိုရင်အဲ့ဒီ product အမျိုးအစားတစ်ခုချင်းစီကကြတော့သူ့ရဲ့instance တွေသူရဲ့အဲ့ဒီ entity ရဲ့instance တွေလို့ခေါ်လို့ရပါဘောနော်အဲ့ဒီ entity ရဲ့အမျိုးအစားတွေပေါ့နော်အမျိုးအစားတွေအများကြီးကွဲနိုင်တယ်ပေါ့နော်ဒါဆိုရင်ဒီမှာဆိုရင် entity ဘယ်နှခုရှိလဲ3ခုရှိတယ်1နဲ့3ဒါဆိုရင် entity ကိုဘာနဲ့ပြလဲဆိုတော့သူ့ကိုဒီဟိုပေါ့ rectangle down as student တစ်ခုနဲ့ပြတယ်ဒီမှာဆိုရင် employee ဆိုတဲ့ entity တစ်ခုရှိတယ် project ဆိုတဲ့ entity တစ်ခုရှိတယ် manager ဆိုတဲ့ entity တစ်ခုရှိတယ်ပြီးကြရင်အဲ့ဒီ entity တစ်ခုနဲ့တစ်ခုဘယ်လိုချိတ်ဆက်ထားတယ်လဲဆိုတာကိုချိတ်ဆက်တဲ့ relationship ကိုကြာဘာနဲ့ပြတယ်လဲဆိုတော့ကြာတော့ဒီ diamond shape နေနဲ့ပေါ့နော်string making လုံးလေးနဲ့ပြတယ်ပေါ့ string making လုံးလေးနဲ့သူကပြပေးတယ်ပြီးတော့မှာ relationship ရဲ့နာမည်ကိုဂျာထဲမှာဒီမှာရေးပေးမှာပေါ့နော် employee assigned by project ဒါဆိုရင်employee assigned by project employee နဲ့ project ဂျာဘာလို့ relationship ရှိလဲဆိုတော့သူရဲ့ဟိုပေါ့ description လေးတခုသဘောတရားလည်းမျိုးပဲသူကဂျာ relationship ရဲ့နာမည်ကိုသူကရေးပေးတယ်ပြီးတော့
သူကဘာရှိလဲဆိုတော့ဒီ project နဲ့ employee ကြဘယ်လိုမျိုးချိတ်ဆက်မှုရှိတယ်လဲဒီမှာဆိုရင် end to end ဆိုပြီးရေးထားပါတော့ end to end ဆိုတဲ့သဘောတရားကဘာလဲဆိုတော့ employee တယောက်က project တွေအများကြီးလုပ်နိုင်တယ်လို့မျိုး project တစ်ခုမှာဆိုရင်လည်း employee တွေအများကြီးပါနိုင်တယ်ပေါ့နော် group project တစ်ခုမှာဆိုရင် employee တွေအများကြီးရှိမယ်ပေါ့ဒါဆိုရင် end to end ပေါ့ဥပမာ project ပြီးကြရင် manager project နဲ့ manager ကြားမှာဆိုရင်လည်းဥပမာချိတ်ဆက်မှုရှိတယ်ဒါပေမဲ့သူ့ရဲ့ချိတ်ဆက်မှုက1 to 1 ဆိုတဲ့သဘောတရားဒီ project တစ်ခုမှာ manager တယောက်ပဲရှိမယ် manager တယောက်က project တစ်ခုကိုပဲလုပ်ရမယ် manager တယောက်က project တွေအများကြီးလုပ်လို့မရဘူးနော်ဒါကဒီ database system မှာဒီဥပမာကဲဆိုတော့ stakeholder တယောက်နဲ့တယောက်မတူဘူးပေါ့နော် client တယောက်နဲ့တယောက်မတူ client ဥပမာကဲဆိုတော့company တစ်ခုမှာကဲဆိုတော့ဒီ company မှာအခုလောလောဆယ်ဒီ ER ဆွဲထားတဲ့ဒီ company မှာ project တစ်ခုမှာ manager တယောက်ပဲရှိမှာ manager တယောက်က project တစ်ခုပဲလုပ်လို့ရမယ်ဆိုပြီးတော့ဒီမှာ1ဖြစ်နေတာပေါ့နော်အကယ်၍ manager တယောက်က project တွေအများကြီးလုပ်ရတဲ့အခြေအနေဖြစ်ခဲ့တယ်ဆိုရင်ဒီမှာ end တစ်ခါလေးဖြစ်သွားမှာပေါ့ဒါဆိုရင်အမျိုးပုံစံမျိုးနဲ့database ကိုဆွဲမယ်ဆိုရင်ဒီလိုမျိုး relationships တွေဘယ်လို entity တွေရှိမလဲ entity တစ်ခုနဲ့တစ်ခုဘယ်လိုမျိုးချိတ်ဆက်ထားသလဲပေါ့နော်ဒီကျရင်ဘယ်လိုမျိုးဆက်သွယ်မှုတွေရှိသလဲဘယ်လိုမျိုး relationship တွေရှိသလဲ relationship မှာဆိုရင်ဘယ်လို cardinality ဒါကို cardinality လို့ခေါ်တယ်ပေါ့နော်ဒါ ER chapter တင်တဲ့အချိန်မှာပြန်သိရလိမ့်မယ် cardinality ဆိုတဲ့ဟာကိုပြန်သိရလိမ့်မယ်ဒါဆိုတော့အခုတော့ cardinality လို့ခေါ်တယ်ဆိုတာလေးgeneral knowledge ပြောပြပါဘောနော်နောက်ပိုင်းကျရင်ဒါကိုထပ်ပြီးအကျယ်တဝင်းပြန်သိရမှာပေါ့နော်ဒါဆိုတော့ employee ဆိုတဲ့ဥပမာဒါဆိုရင်ဒီမှာဆိုရင်ဒီ value လေးတွေရှိတယ်ဒီ value shape တွေကဘာကိုပြောရလဲဆိုတော့ employee ဆိုတဲ့ဒီ relation မှာဘာ attributes တွေပါမလဲနော်ဥပမာဒီမှာဆိုရင် employee name employee ID ရှိမယ်ဥပမာ employee ဖုန်းနံပါတ်တွေ email တွေရှိရဆိုရင်ထပ်ခွဲအောင်မှာအများကြီးရှိအောင်မှာပေါ့နော်ပြီးကြရင် project မှာဆိုရင်လည်း project name ရှိမယ် project ID ရှိမယ်ပေါ့နော် manager မှာဆိုရင် manager name ရှိမယ် manager ID ရှိမယ်ဒီလိုမျိုးပုံစံမျိုးနဲ့ database ကို design လုပ်မယ် relational data model ဆွဲပြီဆိုရင်တော့ ER ကအရင်ဆုံးဆွဲရမယ့်အရာဖြစ်တယ်ပေါ့နော် ER ကနေတစ်ဆင့်မှာမှသူကနောက်ပြီးတော့ကြာမှ relational ဒီ entity တစ်ခုချင်းစီကိုထပ်ချက်ရင်နဲ့ schema ထွက်လာမယ် schema ထွက်လာပြီဆိုတော့ကြာမှ schema မထွက်လာခင်အရင်ဆုံးrelational model တွေအကုန်လုံးချိန်ပြီးတော့ကြာမှအရင်ဆုံးမလုပ်ရသေးလဲဆိုတော့ကြာတော့normalization process တွေလုပ်ရသေးတယ်normalization process တွေအကုန်ပြီးပြီဆိုတော့ကြာတော့မှ ER ဆိုရင် ER နဲ့ schema ကိုပြန်ပြောင်းရတာပေါ့နော်အဲဆိုရင်ဒီလိုမျိုးပုံစံမျိုးနဲ့ data models တွေရှိတယ်ပေါ့နော်NoSQL data model ကိုတော့ဒီထဲမှာ describe မလုပ်ထားဘူးဒီ course ကကို relational model ဖြစ်နေ relational ကိုပဲပြောပြပါတော့ဒါက relational entity relationship model ပြီးရင် schema ဒါတွေအကုန်ပြီးသွားပြီဆိုရင်ဒါက database layer ပြီးသွားပြီဆိုရင်database layer ကနေဒီ application layer ပေါ့နော် application layer မှာ code ရေးမဲ့အပိုင်းကိုရောက်ပြီပေါ့နော်ဒီဥပမာကဲဆိုတော့ database ကတော့ data ကိုသိမ်းမှာ data ကိုထုတ်ပေးမှာပေါ့နော်data နဲ့ interact လုပ်ဖို့အတွက် application တစ်ခုရေးမှာဆိုရင်application ကို develop လုပ်ဖို့အတွက်ဆိုရင် class diagram ဆွဲရတယ်database ပုံမူတည်ပြီးတော့ဆွဲကြရတယ်တချို့ကလည်း ER မဆွဲခင်မှာသူက class တွေကိုမျိုးဦးစားပေးပြီးဆွဲကြတယ်ရှိတယ်ပေါ့နော် it depends on the user ပုံမူတည်တာပေါ့ဒါကတော့ design လုပ်မဲ့ need ပုံမူတည်တယ်ကိုယ့်ရဲ့ application ရဲ့ need ပုံမူတည်ရပါတော့ ER ကပိုပြီး priority လား class ကပိုပြီး priority လားဆိုတာမူတည်တယ်ပေါ့နော်ဒါဆိုရင်အမျိုးပုံစံမျိုးနဲ့တွားကြတယ်ဒါဆိုရင် object oriented data model ကလည်းit's like ER နဲ့ဆက်နွယ်နေတယ်ပေါ့နော်ဒီ ER ရဲ့ data ကိုပဲ object oriented အဖြစ်နဲ့ပြန်ပြောင်းလို့ရတယ်ပေါ့နော်ဒီမျိုးပုံစံမျိုးနဲ့ပြန်သွားလို့ရတယ်ဆိုတော့ဒီလိုမျိုး data models တွေရှိပါတယ်ဒီလို data models တွေနဲ့ data ကို design လုပ်လို့ရတယ်ပေါ့နော်ဒါအပြင်မှာတခြား data models တွေလည်းအများကြီးရှိသေးတယ် internet မှာ search ရှာလို့ရတယ်ဒီ course မှာတကယ်သင်မှာကတော့တကယ် discuss လုပ်မှာကကြာတော့ဒီ ER model နဲ့ relational model ကိုပဲ describe လုပ်မှာဖြစ်တယ်အဲဆိုတော့ဒီ video မှာကျွန်တော်တို့ data models တွေအကြောင်းကိုအကြံဖြင့်ပြောခဲ့တယ်အကျယ်တဝင်းတော့မပြောခဲ့ဘူးအကျယ်တဝင်းကိုဒီ relational data model နဲ့entity relationship data model ကိုနောက် chapter တွေမှာဆက်ပြီးတော့ discuss လုပ်မယ်ပေါ့နော်ဒါဆိုရင်ဒီ video အတွက်ကတော့ဒီလောက်ပါပဲဒီမှာဆိုရင် chapter 1လည်းပြီးသွားပြီ introduction လည်းပြီးသွားပြီဆိုတော့နောက် chapter မှာ relational data model ကိုဆက်ပြီးတော့အကျယ်တဝင်းထပ်ရှင်းမှာဖြစ်တယ် relational model ဆိုပြီးတော့နောက် chapter မှာဘာလို့ဘာသွားမလဲဆိုတော့ SQL ကိုမှဒီ structure query language SQL ကိုမှဒီ course မှာတော့ MySQL သုံးဖြစ်ပုံများတယ် MySQL သုံးမှာပေါ့နော် MySQL ကိုသုံးပြီးတော့ကြာတော့မှဒီDBMS ကိုမှ relational database management system ကို RDBMS ပေါ့နော် RDBMS ကိုမှဆက်ပြီးတော့ကြာတော့မှdiscuss လုပ်မယ်အဲ့ဒါပြီးတော့ကြာတော့မှ entity relationship model ကို discuss လုပ်မယ်အဲ့ဒါပြီးတော့မှ normalization ကို discuss လုပ်မယ်ဒါဆိုရင်ဒီမျိုး chapter လေးတွေခွဲပြီးတော့ကြာတော့မှ discuss လုပ်မှာဖြစ်တယ်အဲ့ဒါကြောင့်မလို့အားလုံးပဲဆက်လက်ကြည့်ရှုပေးဖို့အတွက်တိုက်တွန်းချင်ပါတယ်ဒါဆိုရင်ဒီ video ကိုအဆုံးထိအခုလိုမျိုးကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်